ပြီးလိုမျိုးဒီလိုအရန်လာပြီးတော့တပ်ပုံရိုက်လို့လည်းကောင်း facility ကလည်းအပြည့်ရှိရဲ့ဒီလို 5 star hotel မှာတဲကျင်လားအဲ့ဒါဆိုရင်တော့ဒီ video ကိုအစုပ်တိကြည့်ဖို့လိုမယ်နော်ပြီးတော့တဲဖြစ်ခဲ့တဲ့ hotel လေးကစုလေဘကိုရာ restaurant မှာရှိရဲ့ The Irraverty မှာတဲခဲ့တာပေါ့နော်ရှေ့မှာပြောရတဲ့အတိုင်းပဲဒီလို 5 star hotel ကိုဈေးတက်တန်းနဲ့ဘယ်လိုတဲရမလဲဆိုတော့ staycation တွေရဲ့အမြဲတမ်း hotel booking ယူနေ Teddy Bear Travel ကနေပြီးတော့ hotel booking အရင်လုပ်ပါတယ်သူကလေရန်ကုန်တွင် 4 star 5 star hotel တော်တော်များများကို booking တင်လို့ရတယ်ပေါ့နော်ဒါလေးကတော့သူ့စီမှာ booking တင်လို့ရတဲ့ hotel list ပါပြီးတော့ရန်ကုန်တွင်းမှာလုပ်လို့ရမှာမဟုတ်ဘူးနော်ငွေဆောင် hotel တွေကနာမည်ကြီး hotel တွေဖြစ်တယ်ငွေဆောင် Yacht Club and Resort The Valley Resort Sunny Paradise လို့5 star hotel တွေအကုန်လုံးလေသူက booking တင်လို့ရတယ်ဆိုတော့ဘယ်လောက်မိုက်လဲနောက်ပိုင်းတကြံပိတ်ရက်တွေကလည်းများလာတော့မှာဆိုငွေဆောင်သွားကျင်တဲ့သူတွေအတွက်ကောရန်ကုန်မှာပဲ AC staycation နေပြီးချေးကျင်နေတဲ့သူတွေအတွက်ကော Teddy Bear Travel Agency ကနေ booking လုပ်ပြီးသွားရင်တော့ပိုပြီးတက်တာတာပေါ့နော်ပြီးတော့ Teddy Bear Travel မှာ booking တင်ကျင်နေဆိုလို့ရှိရင်တော့သူ့မှာ TikTok account လည်းရှိသလို Facebook page လည်းရှိပါတယ် hotel တစ်ခုလုံးပတ်မွေပြီးဆိုအလုပ်လေးခဏလုပ်မယ်နော်အဲ့ဒီထိုင်လုံးနေနဲ့ညဘက်ရောက်လို့ရောက်မှတော့မသိဘူးအဲ့တော့ဘိုက်ကစားလာတော့တရုတ်တန်းသွားပြီးတော့ဒင်နာသွားစားပါတယ်တရုတ်တန်းရအောင်မစားမဖြစ်ရေခဲကြောင်းလည်းစားပါတယ်စကူးကနေအပြင်8နာရီဆိုတော့ပြီးတော့ရေကူးကန်9နာရီပိတ်တာဆိုတော့ရေကိုလည်းမြင်းမြင်းလေးသွားကူးရတယ်ပေါ့နော်ရေကူးကန် Infinity Pool ဆိုတော့ဘေးနားမှာကမ်းနားနဲ့ဆိုတော့အရန်လှပါတယ်ပြီးတင်ညနေဆောင်နေဝင်ချိန်တို့နေထွက်ချိန်တို့ဆိုရင်တော့ပိုလှမယ်ရေအကူးလုံးပြီးတော့ဘာဖြစ်သွားလဲဆိုတော့အေးပဲပြီးနှားရီတောက်လျှောက်ချီတာပဲဖိုက်ဆောင်လားဖိုက်လည်းပြန်စားတယ်ဒီချိန်မှာလို့ရမယ်မရှိမရှိပါလားနားမှာဟောနီးဝတ်တော်လေးတွေ့တယ်ဖိုက်စားတယ်ဟိုတက်ရှိမှသမင်းဆိုင်ရှိတယ်ညစားရတောင်တရုတ်တော့မှပြီးတော့နှစ်ကောင်လုံးမာလာမောက်ချိတ်တွေအများကြီးစားခဲ့တာပေါ့နော်ပြီးထင်တော့ရေကူးလိုက်လို့ဘိုက်ပြန်စားတယ်နဲ့စားပြီးတောက်ပြီးအမေကတမ်းမဲ့ရအောင်ဆိုလို့ဂိမ်းဆော့ပါတယ်အဲ့တော့မင်းကိုနိုင်မှာမင်းမင်းတက်တာရှင်းတက်ထားလို့အဲ့ခဏလေးငပိုးလေးတစ်ဖြတ်ပေါ့နော်ကဲနိုးလာတော့ဒီနေ့ပွဲတက်မှာဆိုအလှပြင်ပြီးတော့ breakfast တော့စားပါတယ်ပြီးရင်တမ်းပြီးတော့ check out လုပ်ပြီးတော့တောင်းမှာမဟုတ်လို့ပါ breakfast စားနေရတော်တော်ကြီးပြီးတော့စားစရာတွေလည်းတော်တော်များတယ်ကဲစားပြီးဆိုတော့ check out လုပ်ပြီးတော့ပွဲသွားပါပြီ bye bye